Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က copyright တစ်ချိန်ထိပြီးမှ page quality အနေအဖြစ်ပြီး page rich engagement အရန်ကိုကြားနေတဲ့အတွက်ကြောင့်မို့ဒီ straight ထိတဲ့အစားကိုဘယ်လိုဖယ်ရှားသွားမလဲ page quality အနေနဲ့အစင်းအောင်ဖြစ်အောင် Facebook တင်ကိုဘယ်လို request view တင်ပြီးမှစင်းအောင်လုပ်သွားမလဲဆိုပြီးဒီဗီဒီယိုမှာအားလုံးကျွန်တော်ပြောပြရှင်းပြပေးမယ်နောက်တစ်ခုကျတော့ကျွန်တော် page ရဲ့ not recommendation ဖြစ်နေတယ်အခုလိုမျိုး page not recommendation ဖြစ်တာခဲ့တဲ့ star ချက်ချစ်ခဲ့ဖြစ်တာခဲ့တဲ့ဆိုရင်တော့ဒီ page မှာ post အသေး content အသေးတွေဘယ်လောက်ပဲတင်တင်လူအများစီကိုမရောက်ပဲနေဒီ page မှာရှိတဲ့ follower အနေပါစီပဲရောက်တဲ့အတွက်ကြောင့်မို့ rich engagement ကြားတယ်မှာချစ်ချင်မှာဆိုရင်ဒီမှာချက်ချင်မှာဆိုရင် your recommendation are suspended ဆိုပြီးပြထားတဲ့ဒါကြောင့်ကျွန်တော်တို့ rich engagement အပိုင်းကိုလုံးဝပိတ်ချလိုက်တဲ့ဥစ္စာဖြစ်တာပေါ့နော်ဒီဥစ္စာ star ပြန်ကောင်းလာခဲ့ပြီးဆိုမှ enable ဖြစ်ပြီးဆိုမှတည်းကျွန်တော်တင်လိုက်တဲ့ post content တွေကကျွန်တော် page မှာရှိတဲ့ follower အားလုံးစီကို notification ရောက်မယ်ကျွန်တော် page နဲ့ follower မဖြစ်တဲ့အခြားလူစီကိုလည်း Facebook team ကနေ suggest လုပ်ပြီးသွားမယ်အတွက်ကြောင့်မို့ rich engagement အသစ်တွေတိုးပြီးလာမယ်အဲ့အတွက်ဘာကြောင့်ဖြစ်လဲဆိုရင် review content တစ်ချက်နှိပ်ပြီးသွားမယ်ဆိုရင်straight တစ်ချိန်ထိပြီးမှအနီရောင်ဖြစ်တဲ့အတွက်ကြောင့်မို့ page not recommendation ဖြစ်တော့ကြတယ် moderation အပိုင်းမှာလည်း not eligible ဖြစ်တော့ခဲ့ပါတော့ဒီဥစ္စာ fix လုပ်ဖို့ဆိုရင်တော့ကျွန်တော်ဘက်ကနေ request view တင်ပြီးသွားမယ်အတွက်ကြောင့်မို့ဒီဘက်တစ်ချက်နှိပ်မယ်အရင်ဆုံးတော့ကျွန်တော်တို့ဒီ page မှာ corporate content ကြံသေးလားမကြံသေးလားဆိုကျွန်တော်ဒီမှာ handle support တစ်ချက်ထောက်သွားလိုက်မယ်နော်ပြီးလို့ရှိရင် support inbox တစ်ချက်သွားမယ်ပြီးရင် URL alert တစ်ချက်သွားမယ်ဆိုဒီမှာဆိုရင် violation content ပါညာအားလုံးဖြတ်ထားပြီးအားလုံးကောင်းတယ်ပြီးလို့ရှိရင်သူရဲ့ page home တစ်ချက်သွားမယ် page home တစ်ချက်သွားပြီးမှကျွန်တော် page မှာတင်ထားတဲ့ post content တွေက copy post copy content တင်ထားတယ်တေချာ edit မလုပ်ဘဲတင်ထားတယ်ဒါပေမဲ့ copyright strike တော့မလာသေးဘူးဆိုရင်မလည်းအဲ့ဒီ video content ကိုပြန်ဖြတ်ပြီးသွားရမယ်အကယ်လို့ဓာတ်ပုံပါညာတင်ထားတယ်ဓာတ်ပုံတွေကလည်း copy content တင်ထားဆိုအဲ့ဒီဓာတ်ပုံတွေဖြတ်ပြီးမှ page မှာ content အသစ်လေးတွေတေချာလေးတင်မယ်အကယ်လို့ကိုက copy content copy post ပဲတင်ဖို့နိုင်နေဆိုရင် copy content တွေကို copyright မလာအောင်တေချာလေး editing လုပ်ပြီးမှ page မှာတင်သွားရမယ် copy content copy video copy ဓာတ်ပုံ copy စာသားတွေကို corporate looking အောင် reuse content နဲ့ looking အောင်ဘယ်လို editing လုပ်ပြီးသွားရမယ်ဆိုပြီးမှကျွန်တော်ရဲ့သင်တန်းထဲမှာအားလုံး video နဲ့ guide to guide ကျွန်တော်ပြပေးထားပါတယ်သင်တန်းတက်မယ်ဆိုရင်သင်တန်းကြီးက lifetime အတွက်ကိုမှ9000ကျပ်ပဲဖြစ်ပါတယ်ဒီ page ကကျွန်တော် service အထားတာဒီနေ့နဲ့ဆိုရင်6ရက်9ရက်ရှိတော့ခဲ့တဲ့အတွက်ကျွန်တော်ဒီ page မှာဖြစ်နေတဲ့ error တွေရှိနေတဲ့ setting ပိုင်းနဲ့အားလုံးချိန်ပေးပြီးအထိထားတဲ့ violation content ပါညာအားလုံးဖြတ်ထားပြီးအတွက်ကြောင့်မို့ကျွန်တော်ဒီ page quality အနီးအဖြစ်တဲ့အစားအစင်းအောင်လုပ်ဖို့လုပ်နေပတ်သက်ပြီးအသေးစိတ်လို့မှကျွန်တော်ပြောပြရှင်းပြပေးမယ့်အတွက်ကြောင့်အဲ့တစ်ချက်ပြန် back ဆုပ်မယ် back ဆုပ်ပြီးဆိုကျွန်တော်ဘက်ကနေ request ပြုတင်မှုဆိုရင်ဒီဥစ္စာ screenshot ယူပြီးသွားမယ့်အတွက်ကြောင့်မို့ကျွန်တော် snap tool တစ်ခုနဲ့ကျွန်တော် screenshot ဆွဲလိုက်ပါမယ်ကျွန်တော် snap tool တစ်ခုနဲ့ screenshot ဆွဲလိုက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီဥစ္စာ save လုပ်လိုက်မယ် save လုပ်ပြီးတော့ခဲ့ပြီဆိုရင် request ပြုတင်ဖို့ဒီဘက်တစ်ချက်သွားမယ်ပြီးလို့ရှိရင်အောက်ဆုံးကကျွန်တော်ဒီမှာဆိုရင် give feedback ဆိုရှိရပါတော့ပြီးလို့ရှိရင် include တစ်ချက်နှိပ်မယ်ဒီပုံစံပေါ်လိုက်ခဲ့ပြီဆိုရင် allow တစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဖြစ်ပျက်တဲ့ error ကိုရေးပြီးသွားမယ်အတွက်ကြောင့်မို့ဒီမှာကျွန်တော် server accepted လုပ်ပြီးထားတာ server ရှိတယ်ကျွန်တော်ဒီမှာဆို page link ထည့်မယ်ကျွန်တော် page admin နာမည်ထည့်မယ်အတွက်ကြောင့်မို့ကျွန်တော် page link တစ်ချက် copy ကူးမယ် page link page လို့ထည့်ပြီးဆိုရင်ကျွန်တော်ဒီနာမှာကျွန်တော်ဒီ admin နာမည်ထည့်သွားမယ်အတွက်ကျွန်တော် admin နာမည်ကဖြိုးစော်မင်းဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီဥစ္စာပဲ copy ကူးပြီးထည့်လိုက်ပါမယ်စာရေးရင်ကြာနေမှာဆိုတဲ့အတွက်ကြောင့်မို့ပြီးပြီဆိုရင်ကျွန်တော်ဒီ page မှာ like ဖက်မဲ့စာသားအားလုံးရေးပြီးထားတဲ့အတွက်ကြောင့်မို့ဒီစာသားတွေအားလုံး copy ကူးမယ်အရင်ဆုံးကျွန်တော် page ကိုတစ်ချက် switch လုပ်ပြီးမှပြောင်းလဲပါမယ်ပြောင်းပြီးတော့ခဲ့ပြီဆိုကျွန်တော်ဒီဖက်တစ်ချက်လာပြီးမှဒီအပေါ်ဆုံးမှာ page လို့ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာဆိုရင် page ကဖြစ်တဲ့အတွက်ကျွန်တော် page ကိုရွေးပြီးသွားလဲရတယ်ဒါမှမဟုတ်ရင် page option မလာဘူးဆိုရင် profile ကိုရွေးပြီးသွားလဲရပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော် profile ရွေးပြီးသွားလိုက်မယ်ပြီးရင်ကျွန်တော်ဒီဖက်ကနေsubmit နေပြီးတော့လိုက်မယ်ဆိုရင်ဒီပုံစံပေါ်လာခဲ့ပြီဆိုတာပထမ step အနေနဲ့ပြီးတော့ခဲ့ပြီဒုတိယ step အနေနဲ့ request ပြုတင်ဖို့ဒီဖက်တစ်ချက်လာပြီးမှဒီဥစ္စာတစ်ချက်ဖြတ်ပြီးမှအောက်ဆုံးဆင်းသွားမယ်ဒီဥစ္စာတွေအားလုံးဖတ်တော့လိုက်ရတယ်ကျွန်တော် page ကဘာကြောင့် violation ဖြစ်တယ်ဘာကြောင့် reuse content လာတယ် page ရဲ့ signification နဲ့ပတ်သက်ပြီးသူဘက်ကအသေးစိတ်လို့မှပြထားပြတယ်ဘယ်လို content တော့တင်လို့မရဘူးဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးသူကအားလုံး mention လုပ်ပြီးထားပြတဲ့အတွက်ကျွန်တော်နည်းနည်းအောက်ဆင်းသွားပြီးမှကျွန်တော်ဒီမှာဒီနေ့တစ်ချက်လာပြီဆိုရင်ကျွန်တော်ဒီဖက်မှာဆိုရင်တော့ကျွန်တော်တို့ဒီ Gmail တခုထည့်မဲ့အတွက်ကျွန်တော် Gmail ကျွန်တော်တစ်ချက်ယူလိုက်ပါမယ်ကျွန်တော်တို့လက်ရှိသုံးနေတဲ့ Gmail ဖြစ်ရပါမယ် Gmail လို့ကျွန်တော် verify လုပ်ပြီးသွားမယ်အတွက်ကြောင့်မို့ပေါ့နော်ပြီးရင်ကျွန်တော်ဒီအပေါ်ဆုံး Gmail page လို့ထည့်မယ်ပြီးရင်တော့ကျွန်တော်ဒီမှာဆိုရင်တော့ page ကဖြစ်တဲ့ကျွန်တော် page ကိုရွေးမယ်နောက်တစ်ခုကျတော့ request view တင်မဲ့စာသားကျတော့ဒီစာသားမထည့်ပဲနဲ့ကျွန်တော်နောက်တစ်ခုစာသားထည့်ရမယ့်အတွက်ကြောင့်မို့ကျွန်တော်ဒီနေရာမှာကျွန်တော် page link နဲ့ page နာမည်တစ်ချက် copy ကူးမယ် page link နဲ့ page ရဲ့Okay ကျွန်တော်အားလုံးထည့်ပြီးတော့ခဲ့ပြီဆိုဒီဥစ္စာတစ်ချက် copy ကူးမှာပေါ့နော်ပထမတစ်ခေါက်တင်တဲ့ဒီဥစ္စာဖြစ်တဲ့ဒုတိယတစ်ခေါက်ဒီဥစ္စာတင်ရမှာမယ်အဲ့တော့ကျွန်တော်ဒီအောက်မှာ page လို့ထည့်ပြီးမှအောက်ကနေ send ဆိုနေပြီးသွားလိုက်ပါမယ်
from service successfully ဆိုသူတို့ဘက်ကစစ်ဆေးပြီးမှကျွန်တော်ရဲ့ Gmail လာမ sport inbox မှာသူတို့ဘက်ကနဲ့စာပို့လာမှာပေါ့နော်အဲ့ဒါတစ်ချက်ကြည့်ပြီးမှအကယ်လို့ကျွန်တော် page က violation ထက်ကြံသေးတယ်ဆိုထပ်ပြီးမှ request review တင်ပြီးသွားမယ်ဒီ setup ပြီးတော့ခဲ့ပြီးတော့ setup တစ်ခုသွားပြီးမှဒီမှာလည်းထုံးနည်း၎င်းပါပဲကျွန်တော် page ကိုရွေးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ page ပြီးကျွန်တော်အခုနစာသားတစ်ချက်ပြန်ထည့်မယ်ပြန်မ send လုပ်ပြီးသွားလိုက်ပါမယ်from submit successfully okay ဒီဥစ္စာပြီးတော့ခဲ့ပြီးဆိုလို့ရှိရင်တော့ကျွန်တော် page မှာဆက်လက်ပြီး post content တင်ပြီးသွားရပါမယ်ကျွန်တော်ဆက်လက်ပြီး post content တင်တဲ့အခါမှာလည်းအခုနကျွန်တော်ပြောတဲ့ပုံတွေ video တွေကိုတေချာလေး edit လုပ်ပြီးတင်ပါမယ်အကယ်လို့ကျွန်တော်တို့ကကိုပိုင် content original content တင်ဖို့နိုင်နေဆိုရင်ပို့ပြီးကောင်းတယ် original content တင်တဲ့အခါမှာဆိုရင်လည်းနောက်ခံတခြင်းပါပြီးမှတော့လို့မရအောင်နောက်ခံတခြင်းပါတော့ခဲ့တဲ့ဆိုရင် copyright strike လေးထိတော့ခဲ့တဲ့ reuse content လေးထိတော့ခဲ့တဲ့အတွက်ကျွန်တော် page ကပြန်စိမ့်လာပဲထပ်ပြီးမှ straight tv အနီးဖြစ်တော့ခင်မယ်ဒါမှမဟုတ်ရင် suspended ဖြစ်သွားဖို့နိုင်တဲ့အတွက်ကျွန်တော်အရင်အရေးကြီးပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ဒီဖက်တစ်ချက်လာမှကျွန်တော်ပြောပြပေးမယ်ဒီဥစ္စာဘာကြောင့် straight ထိတော့ခဲ့လဲဆိုရင်ဒီ page ကိုနားမသိနားမလဲပဲနဲ့တပ်ပုံတပုံအခြား website ကနေ download ဆွဲပြီးမှတေချာ edit လုပ်ပဲသူ page မှာတင်ပြီးသွားတဲ့ချက်မှာအဲ့ဒီတပ်ပုံတစ်စင်းပြမှာ reuse content လာပြီးမှ straight ထိပြီးမှအနီးဖြစ်မှ page ရ suspended ပြောက်တော့ခဲ့ပါတော့အခုတော့ကျွန်တော်ဖက်ကလည်း request review တင်ထားပြီးတယ် page မှာဖြစ်နေတဲ့ error တွေရှိနေတဲ့ copyright content နဲ့အားလုံးဖြတ်မှာ request review တင်ထားပြီးတဲ့အတွက်ကျွန်တော်ဒီ page ကတိတ်မကြခင်မှာပြန်ပြီးဆင်းလာမယ်ပြန်ပြီးဆင်းလာခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page profile မှာ live group အနေနဲ့ second shot ရိုက်ပြီးကျွန်တော်ပြပေးမယ်ဒီနေ့က page တစ်ခုဆင်းတော့ခဲ့တဲ့အတွက်ကျွန်တော် app page ကိုကျွန်တော်တစ်ချက်ပြပေးမယ်အဲ့တော့ဒီမှာပေါ့နော်ကျွန်တော်ရဲ့ဒီ channel မှာတင်ဖို့အဆင်သင့်ထားတာဒီမှာဆိုရင်တော့ hello Sia page ကဆင်းတော့ခဲ့ပြီ page is recommendation နဲ့ဆင်းတော့ခဲ့ပြီဘယ်မှာချက်ကြည့်မဆိုရင် page is recommendation ဆင်းတော့ခဲ့ပြီဆိုဒီလိုလေးပြမှာပေါ့နော်ဒီအောက်မှာဆို active ဆိုပြီးပြမယ်ကျွန်တော်တစ်ချက်ပြန်ပြပြီးမှအခုနောက်အစား page share recommendation အခြေအနေဘယ်လိုရှိလဲဆိုမှဒီမှာတစ်ချက်ကြည့်မှာ suspend ဆိုပြီးပြတယ်ဒီမှာတစ်ချက်ကြည့်မှာဆိုအားလုံးက active ဆိုပြီးပြတာပေါ့နော်အခုလိုမျိုးဖြစ်သွားခဲ့ပြီဆို page reach engagement တွေတည်တည်တကောင်းလာမယ်ပြီးလို့ရှိရင်သူက profile အနေနဲ့ဖြစ်တဲ့ဥစ္စာလဲ service attack အတွက်ကျွန်တော် profile အတွက်လည်းကျွန်တော်ဖက်ကအားလုံး load ထားပေးပြီးတဲ့အတွက်ကျွန်တော်နောက် upload လုပ်စစေးမှာဆိုကျွန်တော်ပြောတယ်ပြီးလို့ရှိရင်သူ့ဖက်ကအဆင်ပြေတဲ့အတွက်ကျွန်တော်သူ့ရဲ့အတိကိုလည်း success လုပ်ပြီးသွားပြီးတဲ့အတွက်ကျွန်တော်အရန်ကိုကျေးဇူးတင်ပါတယ်သူရဲ့အတိတရားလည်းကျွန်တော်ကို contact လုပ်ပြီးမှ service လာပြီးမှအပ်ပါတယ်Okay ဒီနေ့ဒီ blog ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဒီ page ကပြန်ဆင်းတော့ခဲ့ပြီဆိုကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ကျွန်တော်တင်ပေးမယ် page ကိုလည်းဒီအနီးဖြစ်တော့ခဲ့တဲ့အဝမ်းဖြစ်တော့ခဲ့တဲ့ profile အနီးအဝမ်းဖြစ်တော့ခဲ့တဲ့ဆိုရင်အခု request review တင်အခုချက်ချင်းပြန်ဆင်းတာမျိုးတော့လုံးဝမရှိဘူးဒါပေမဲ့ကျွန်တော်ရှိကို service အဲ့ရင်တော့ page ကိုအရင်ဆုံးကျွန်တော်စစ်ဆေးတယ်ဒီအမားတွေအားလုံး fair ရှားတယ်ပြီးလို့ရှိရင်လည်း page owner ကိုလည်း page နဲ့ပတ်သက်ပြီးရှောင်းရဆောင်းနဲ့ပတ်သက်ပြီး copy post copy content တွေဘယ်လိုတင်တော့ရမလဲအားလုံးပြောပြရှင်းပြမှာ page owner ဖက်ကတင်တဲ့ content ကြည့်ပြီးမှကျွန်တော်ဖက်ကနေ request review တင်ပြီးရဖြစ်ပါတယ်request review တင်ပြီးရပ်ပိုင်းအတွင်းမှာပြန်ပြီးမှဆင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်